စာမွေးပွဲဖြစ်နေချိန်မှာအတန်းထိတ်ဆုံးကျောင်းသူတယောက်ကကိုနည်းနည်းဆက်လိုက်ပါတယ်ဒါကိုသူ့ဘေးမှာထိုင်နေတဲ့ကောင်လေးကစာကူးနေတယ်လို့တန်တရားဝင်သွားပြီးချက်ချင်းမင်းစာကူးနေတာလားလို့မေးလိုက်ပါတယ်ဒီစကားကိုကြားလိုက်တာနဲ့အတန်းထိတ်ဆုံးကျောင်းသူကလန့်သွားတယ်ဘာလို့လဲဆိုတော့သူမကတကယ်တော့စာမတော်တဲ့ကျောင်းသားတွေကိုအဖြေတွေလှုပ်ဝက်ပို့ပေးနေတာဖြစ်လို့ပါအဲ့ဒီချိန်မှာအတန်းတစ်ခါလုံးရဲ့လေထုကချက်ချင်းတင်းမာသွားပါတယ်သူမရှိမှထိုင်နေတဲ့ကောင်လေးကတော့ဘာမှမပြောပေမဲ့နောက်ထပ်အဖြေကိုအချက်ပြဖို့ရမယ့်အချိန်ကနီးကပ်လာနေပြီဖြစ်ပါတယ်ဘာမှမတတ်နိုင်တော့တဲ့ကျောင်းသူကသူမရဲ့လက်ကိုလေပင်နာစီဖြည်းဖြည်းချင်းမြောက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဘေးကကောင်လေးကဒေါသအကြီးနဲ့နောက်တစ်ခါအချက်ပြအောင်မယ်ဆိုရင်ဆရာမကိုတိုင်လိုက်မယ်နော်လို့ပြောလိုက်ပါတယ်သူ့အတန်ကြေကြေကြောင့်စာဆောင်ဆရာမရဲ့အာယုံကသူတို့နှစ်ယောက်စီချက်ချင်းရောက်လာပါတယ်ကောင်လေးကအရန်စိတ်လှုပ်ရှားသွားတာကြောင့်လက်ထဲကဘောပင်လွတ်ကျသွားပါတယ်ဘောပင်ကိုကောက်ယူဖို့ငုံလိုက်တဲ့အချိန်မှာသူ့အိတ်ကထဲကစက်ကူသေးသေးလေးတစ်ရွက်ပါရှော့ကျလာပါတယ်ကံမကောင်းစွာနဲ့အဲ့ဒီစက်ကူကိုစာဆောင်ဆရာမမြင်သွားပါတယ်ဆရာမကဒေါသတကြီးလျှောက်လာပြီးအဲ့ဒီစက်ကူကိုပြခိုင်းပေမဲ့ကောင်လေးကအကြိမ်ကြိမ်ညှင်းဆန်နေပါတယ်အဲ့ဒီထဲမှာအရန်ရှက်စရာတစ်ခုခုပါနေတယ်လို့ဖြစ်နေတာပါနောက်ဆုံးတော့ဆရာမကိုယ်တိုင်စက်ကူကိုကောက်ယူပြီးဖွင့်ကြည့်လိုက်ပါတယ်ဒါပေမဲ့ဖွင့်ကြည့်လိုက်တဲ့အခါဆရာမအံ့အားသင့်သွားတယ်အဲ့ဒါကစာကူးစာရွက်မဟုတ်ပဲအဝိရှော်ဆိုင်ကပေးထားတဲ့ပြေစာ laundry receipt ပဲဖြစ်နေပါတယ်ဒါပေမဲ့ဆရာမကမရက်သေးပါဘူးသူမကကောင်လေးကိုအတက်ရှိမှစူပူကျိန်းမောင်းယုံတင်မကဆင်းရဲလို့ဆိုပြီးပါလောင်ပြောင်းခဲ့ပါတယ်အဲ့ဒီမြင်ကွင်းကိုမြင်လိုက်တဲ့အခြားကျောင်းသားတွေကလည်းဝိုင်းရကြပါတော့တယ်ကောင်လေးကတော့ရှက်လုံးလို့ခေါင်းငုံပြီးတိတ်တိတ်လေးမတည့်ရက်နေခဲ့ရပါတယ်